အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဥပိုးကြားရေးသားတဲ့ဖျားဖူးသွားခြင်းဆိုတဲ့ဝတ္ထုတိုတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာဖျားဖူးသွားခြင်းကျွန်ုပ်ဒီကောလိပ်ကျောင်း BA အောက်တန်း၌ရှိစဉ်ကကျွန်ုပ်နှင့်အတန်းတူအတန်ခင်မင်သောမိတ်ဆွေတစ်ယောက်ရှိဘူး၏၎င်းမှာမောင်ထွန်းမောင်ဖြစ်၏ထွန်းမောင်မှာအလွန်အေးဆေးစွာနေလေရှိ၏စကားနေ၏မဟုတ်မမှန်မဟာတရားမပြောတတ်အိန္ဒြေကြည်၏စကားနေသူတို့၏စကားသည်လေးနှင့်တက်သည်ဖြစ်ရာထွန်းမောင်စကားပြောလျင်ကျွန်ုပ်တို့ចောင်းသားများဂရုပြု၍နားထောင်လေရှိ၏ဝါကြွားပြောတတ်သူသည်ထွန်းမောင်ရှိတွင်စကားပြောခဲ့၏အကြောင်းကထွန်းမောင်ကတစ်ချက်ဝင်းထောက်လိုက်လျင်ထိုကြွားဝါခြင်းချက်ချင်းပေါ်တတ်၏အပေါင်းအဖော်နှင့်အချိန်ဖြုံးမနေတတ်တယောက်တည်းတွေးတော၍တော်၎င်းစာဖတ်၍တော်၎င်းနေတတ်၏တို့ရာတွင်အလွန်ရိုးသားဖြောင့်မတ်သူဖြစ်လေရကာကျောင်းသားများကဝိုင်း၍ရိုသေခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထက်ပို၍ခင်မင်ကြ၏ထိုနှစ်အင်္ဂလိပ်ဒီဇင်ဘာနတော်ပြသို့၌ကျောင်း12ရက်မျှပိတ်၏ထိုချိန်ခါ၌ကျောင်းသားများကြိုက်ထီယိုဖျားသို့အဆူဆူပြု၍သွားလေရှိကြရာကျွန်ုပ်လည်းသွားလိုသည်နှင့်ထွန်းမောင်၏အခန်းသို့လာခဲ့၍ဟေ့ထွန်းမောင်ကြိုက်ထီယိုဖျားကိုသွားရအောင်ကွာတို့12ရက်တောင်ရက်အားရတယ်ဖျားဖူးတာကြိုက်ထီယိုတောင်သွားရမလားကွရွှေတကုံဖျားကိုသွားပါတော့လားအတူတူပဲပေါ့မတူဘူးဆရာကြိုက်ထီယိုးကမြတ်စွာဘုရားကိုတော်တိုင်တို့မြမပြည်ကိုကြွလာပြီးရသေးကြီးတစ်ပါးကိုစံတော်ပေးတဲ့အဲ့ဒီစံတော်စစ်ကိုထာပနာပြီးတည်ထားမောင်ရဲ့နားလေရဲ့လားထိုအခါအလွန်ပြုံးခဲ့သောထွန်းမောင်သည်ပြုံး၍ဖះဒီကိုကြွလာတယ်လို့မင်းကိုဘသူကပြောတယ်လဲမင်းလည်းအတော်ကွာကြတဲ့ကောင်ပဲဘသူပြောရမလဲကွာသမိုင်းထဲမှာတေးသေးချာချာကိုရေးထားတယ်သိရလားအဲ့ဒီမင်းသမိုင်းကဘသူကဘယ်တော့ကရေးခဲ့တာလဲဘသူရေးတယ်လို့တော့မင်းကိုတေးသေးချာချာတန်တော်ဦးမတင်နိုင်ဘူးရှေးပညာရှိကြီးတွေရေးခဲ့တာပေါ့ကွခက်ကြဲကြဲပြောသည်ဟာမင်းမှတ်မိသေးရဲ့လားမင်းနဲ့ငါနဲ့ပြည်မြို့ကိုသွားလေကြတော့ကဘုန်းကြီးတစ်ပါးကဒုတ်တပေါင်မင်းကြီးရဲ့ဝတ်လဲတော်အစ်စ်ကိုပြာချတစ္ဆေးတယိုးကင်ပြီးလှုပ်ထားတယ်ဆိုတဲ့ကမဝါစာကိုထုတ်ပြတော့မင်းကကိုတော်ဘယ်နဲ့တည်တယ်လဲဘာလဲညာလဲတဲ့စစ်စစ်ပေါက်ပေါက်မေးတော့ဘုန်းကြီးကစိတ်ဆိုးပြီးမင်းကိုမောင်းချတာမှတ်မိသေးရဲ့လားအခုလေမင်းကရာဇဝင်ဆရာမို့တည်တည်ချာချာသိမလားလို့မေးတာပါဗျာမကြိုက်ရင်လည်းမမေးပါဘူးဟေ့ကောင်တော်ပါကွယ်မင်းဟာတခါအင်မတန်ရှာရှည်တယ်မင်းလိုက်ချင်လဲလိုက်မလိုက်ရင်လဲငါတယောက်တည်းတော်တယ်လို့ကြည်သွားမှာပဲခက်ဆက်ဆက်ပြောသည်ဟင်ဖះတရားကြည်ညိုတဲ့လူကလည်းစိတ်တူလိုက်တာကိုင်းကွယ်ငါကပဲလျှော့ပါမယ်ငါလိုက်ပါမယ်ထိုအခါမှကျွန်ုပ်ကပြုံး၍အဲ့ဒီလိုမှပေါ့ကွငါမှငွေ90လောက်တော့စုထားတယ်မင်းမရောငါမှလည်း90ကျပ်လောက်ပါပဲအေးနေရာကျပြီဈေးစကစားဖို့တောက်ဖို့15ကျပ်လောက်ပဲကုန်မယ်ထင်တယ်သူ့ဖို့တန်းဖို့အပုံကြီးပို့တာပဲကိုင်းအခုညပဲသွားကြစို့ကွယ်ကြိုက်ထိုဘူတာတို့ရောက်လျင်ထိုအခါကမော်တော်ကားများမသွားသေးသဖြင့်လှည့်ငှား၍သွားကြ၏ကြိုက်ထီယိုတောင်ကျေကင်ပွန်စခန်းမရောက်မီခရီးတဝက်သာသာ၌အင်းဝစခန်းသို့ရောက်ရာခရီးနာကြ၏ထမင်းဟင်းလက်ဖက်ရည်ဘူးသီးကြော်စသဖြင့်အစားအသောက်လည်းပြည့်စုံ၏ထိုစခန်းမှာရွာနီးချုပ်ဆက်ကလာရောက်၍စိုင်းတဲခင်းသောနေရာစခန်းကြီးတစ်ခုဖြစ်၏ထိုအင်းဝစခန်းစိုင်းစု၏မြောက်ဘက်အတန်ကွာရှိတရက်ပင်ကြီးတပင်အောင်တွင်တဲငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထွန်းမောင်သည်ရှောက်၍သွားသည်ကိုမြင်လိုက်၏မကြာမီမှာပင်တဲပေါက်တွင်ရက်၍
အတန်ကြာကြိတ်နေသည်ကိုမြင်ရ၏နာယီဝက်ခန့်ကြားလျင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထုံးမောင်ကိုဟစ်၍ခေါ်ရ၏ထုံးမောင်သည်လှုပ်လာခဲ့၍ဟေ့ဟိုတဲထဲမှာအဖိုးကြီးလင်မယားနှစ်ယောက်နဲ့မြေးနှစ်ယောက်ဖျားပြီးလဲနေကြတယ်ငါအစားတောက်ကလေးဝဲပေးခဲ့ခြင်းနဲ့မင်းသွားနိုင်ကွယ်တင်မောစကန်ကိုငါမှီအောင်လိုက်ခဲ့ပါမယ်ဟောဗျာမင်းဘွေဖောက်ပြီမင်းအချင်းကအဲ့ဒီလိုပဲစိတ်တစူးစားကြီးနဲ့ကဲမောင်သဘောရှိငါကတော့မင်းကိုစောင့်မနေနိုင်ဘူးတင်မောစကန်ကိုမှီအောင်လိုက်ခဲ့ပြီတော့မမှီရင်တော့ငါဆက်သွားမှာပဲအေးပါကွယ်ငါမှီအောင်လိုက်ခဲ့ပါမယ်ဆို၍လဲပေါ်ကသူ့လွယ်အိတ်ကိုယူ၍တဲငယ်ဘက်သို့စိုက်နှင့်သွားပြန်လေ၏ကျွန်ုပ်မှာကဖျားတို့သားရောက်လို၍ကျွန်ုပ်တို့ကျောင်းကကျောင်းသားတစုလည်းထပ်ရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏ကင်မောစကန်သို့ရောက်တော်လဲထုံးမောင်မပေါ်လာချေရေမြောင်းကလေးရေမြောင်းကြီးဘိုးပြန်တောင်စိုင်တမော့စသဖြင့်စကန်အစဉ်တိုင်းနောက်ဆန်တငင်ငင်နှင့်ပင်လာခဲ့ရာဖျားတို့သာတိုင်တော်၏ထုံးမောင်မပေါ်လာချေကျွန်ုပ်တို့တစုမှလည်းတပျော်တပါးကြီးပြောဆိုကနှင့်လာခဲ့ကြရာဖျားနီနတ်ရုပ်နတ်စင်နှင့်မိမကြီးတယောက်ပတ်စံခန်းနေသည်ကိုတွေ့ရ၏နတ်ရုပ်မှာပါတစ်ချမ်းနားတစ်ချမ်းပဲ့နေ၏၎င်းအပဲ့တို့ကိုပြ၍ပြင်ဆင်ရန်ဆိုကာပတ်စံခန်းနေခြင်းဖြစ်၏ထိုအခါကျွန်ုပ်သည်ရုတ်တရက်သတိရမိသည်ကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကကျောင်းသားတစုကြိုက်ထီယိုးကပြန်လာကြသောအခါထိုပါပဲ့နားပဲ့နေသောနတ်စင်ကနတ်ကတော်ကြီးအားနတ်မေးကြကြောင်းပြန်ပြောသည်ကိုသတိရသည်နှင့်ကျွန်ုပ်တို့အဖော်လော်ခေါ်ခဲ့သောလှဲသမားကိုမေးကြည့်ရာလှဲသမားကပြုံးရ၍အဲ့ဒီအပဲ့တွေဟာကြားလာပြီဗျပြင်လိုက်ရင်နောက်ထပ်ပတ်စံဘယ်နဲ့လို့အလူခံမလဲဗျဟုပြောလိုက်မှကောလိပ်ကျောင်းသားထက်သားသောလှဲသမားများလည်းရှိသေးကြောင်းသိရသည်နှုတ်ကွယ်ယသိတွေယသိမတွေဖိုးသူတော်တွေမေတီလတွေပေါ်လာကြီးကလားကွအဲ့ဒီထဲမှာခါတော်မီတွေအများကြီးပါတယ်ဗျကျွန်ုပ်တို့ဖျားရှိခိုးနေစဉ်ပန်းတယ်ရွှေတယ်ရေတယ်တို့၏အနောက်ရှက်ကိုများစွာခံရ၏ဖျားရှိခိုးနေစဉ်ရေဝယ်ပါပန်းဝယ်ပါရွှေဝယ်ပါဟု၍တစားစားလိုက်၍ပူးနေ၏ကျွန်ုပ်သည်ကလေးစားချေလိုသည်နှင့်ရေပန်းနှင့်ရွှေတို့ကိုအိန္ဒြေနှင့်ရောင်းသောဆိုင်တို့တွင်သာဝယ်ယူလိုက်၏ကြောက်ကြီးကန်းပါဇက်ဘက်သို့လာခဲ့ရာလမ်းတွင်တောင်ဆောင်တစ်ခုဂူအတွင်း၌ရသိတပါးထံတွင်ဖျားသွားတော်အစစ်ရှိသည်ဆို၍ဂူအတွင်းသို့ကျဉ်ကြပ်နှင့်ဝင်ခဲ့၏ရသိကသွားတော်ကိုလက်ဖြင့်ကန်၍ခက်လှမ်းလှမ်းကပြ၏တေတေချာချာကိုယ်တိုင်ကန်၍ဖူးပြရစေဟုတောင်းသောအခါဟဲ့တကားရဲ့လက်နဲ့မကန်ကောင်းဘူးငရဲကြီးတတ်တယ်ခက်ဝေးဝေးကပဲဖူးတာပေါ့နို့ရသိတော့ငရဲမကြည့်ဘူးလားဟဲ့ရသိဆိုတာစင်ကြယ်တဲ့သူတော်ကောင်းဖြစ်တယ်ဘယ်တော့မှငရဲမကြည့်ဘူးမင်းတို့လူလိုမဟုတ်ဘူးထိုအခါကျွန်ုပ်သည်ဘာမျှပြန်မပြောဘဲအခွင့်ရသမျှတေချာစွာစူးစိုက်၍ကြည်ရာသွားတော်၏အတွင်းကဘာရှိသည်ကိုကမသိရအပြင်ကမူစီကရက်ဘူးတဲကငွေရောင်ပြားကိုကတ်ထားသည်ကိုမြင်တွေ့ရ၏ထို့ကြောင့်လည်းရသိရှိအလူခံပတ်စံခွက်ထဲသို့တပြားတစ်ချက်မျှမထည့်ခဲ့ဘဲခတ်တုတ်တုတ်ပြန်၍ထွက်ခဲ့၏ဤသို့လျင်ကြိုက်ထီယိုးတောင်မုတ်ဆိုးတောင်တို့၌အေးချမ်းပျော်မြူးစွာခုနှစ်ညကြာကြ၏ပြီးမှဆင်းခဲ့ကြ၏အပြန်လန်းတွင်အင်းဝစခန်းသို့ရောက်ကြသောထုံးမောင်၏အဖြစ်ကိုမေးမြန်းလိုသည်နှင့်ကျွန်ုပ်သည်အဖော်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်သို့လာခဲ့၏တဲငယ်မှာကျွန်ုပ်ပထမမြင်စဉ်ကကဲ့သို့စုတ်ချပျက်စီးနေသည်မဟုတ်ဘဲအမိုးအကာနှင့်အတန်ပင်တက်ရက်ကောင်းမွန်နေသည်ကိုတွေ့ရ၏ခေါင်းရင်ကန်းကလေး၌အတန်အိုမင်းမီဖြစ်သောအဖိုးအဖွားကိုနှစ်ယောက်ပရိဆက်၍နေကြ၏ခြေရင်းပိုင်းမြေခွက်တွင်မိဘတစ်ခု၌
လက်ဖက်ရည်ခရားနှင့်ရင်နွေးအိုးကျိုးနေသော73နှစ်14နှစ်အရွယ်မိန်းကလေးကိုမြင်ရ၏၎င်းအနီး၌3နှစ်4နှစ်ခန့်ရှိယောက်ျားသူငယ်ကလေးတစ်ယောက်ဘူးသီးကြော်တစ်ခုကိုစားနေ၏ကျွန်ုပ်ကိုမြင်ကြလျင်အဖွားတို့ကအလိုမောင်လာပါဘယ်ရက်ကပါလဲမောင်ဖျားဖူးသွားလားအပြန်လားလာပါထိုင်ပါဆို၍နေရာပေးခြင်းကုန်း၏ချခြင်းတို့ကိုပြတလဲပြု၏ဟဲ့ဖွားမေရင်နွေးစူပြီမဟုတ်လားလက်ဖက်ချောက်ခတ်ပြီးယူခဲ့ဟေ့ဩဖွားမေဟဲ့ဟိုထင်းရက်ရှိသေးလားတခါတည်းထဲခဲ့ဟေ့တောက်ပါစားပါမောင်ရဲ့ဟုအလွန်ကြီးစွာသောစေတနာဖြင့်ဧည့်ခံလင်၏အဖိုးကြီးကတဖန်ငါမီးကဖျားဖူးမဟုတ်လားဟုတ်ပါတယ်အဖိုးရဲ့ကျွန်တော်ဟာလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားပါတယ်အခုပြန်ခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တငယ်ချင်းတစ်ယောက်ဒီတဲမှာကြံရစ်တယ်အဲ့ဒါအခုသူဘယ်သွားလေတလဲလို့မေးချင်လို့ဝင်လာတာပါအဖိုးရဲ့ထိုအခါအဖိုးကြီးနှင့်အမေကြီးသည်ငေါက်ကနေတပြိုင်တည်းဆန့်၍မောင်ထုံးမောင်ကိုမေးတာမဟုတ်လားဟုတံပြိုင်မေးကြလေဟုတ်ပါတယ်ခမညာအမေကြီးကဆက်၍ဟောမောင်ကမောင်ထုံးမောင်ရဲ့တငယ်ချင်းလားဒါဖြင့်မောင်လည်းသူတော်ကောင်းပေါ့အေးမောင်ထုံးမောင်ရဲ့ခုမနဲ့ပဲရန်ကုန်ကိုပြန်သွားပြီသူတို့ကျောင်းတက်ရမယ်ဆိုကိုကွပြောလိုက်ပြရစေဦးမောင်ရဲ့ဒီလိုသူတော်ကောင်းမျိုးရှိတာအဖွားတို့အခုအသက်80ရှိပြီကြားပဲမကြားဘူးပေါ့မောင်ရဲ့မောင်ထုံးမောင်ဟာဖះကိုလိုက်မလာပဲဒီကပဲပြန်သွားပုံကိုပြောပါဦးအဖွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီလိုကွငါတို့ကဟိုကြိုက်ထိုကိုသွားတဲ့လမ်းနားမှာရှိတဲ့မိသွေးကုန်းရွာကပါအဖွားတို့မှာသမီးတစ်ယောက်တည်းရှိတယ်သူအိမ်အောင်ကြလို့သားသမီး4ယောက်ရပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကပဲသူ့ခင်ပွန်အနှိမ့်ဆရောက်တယ်သူကိုယ်တိုင်လည်းမနစ်ကသုံးပြန်ပါရောသားသမီး4ယောက်အနက်က2ယောက်သာအဖက်တင်တယ်ဟောအခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေး2ယောက်ကိုငါတို့ပဲမွေးရတော့တာပေါ့ငါတို့ကလည်းအိုမင်းသူတို့ကလည်းလူလားမမြောက်သေးပတ်စံငွေကြေးကလည်းမပြည့်စုံတို့ပြောကြစို့မြေရဲ့ငါတို့ခမင်းရက်မှန်မှန်မစားရတာကြာပါပြီအဲ့ဒါအခုဖျားဖူးများလာတဲ့အချိန်ဒီအင်းဝစခန်းမှာတဲကလေးထိုးပြီးဖွားမိကိုပဲဘူးသီးကြော်ကလေးကြောပြီးရောင်းစေရတာပဲဒါနဲ့လေခမင်းရက်မှန်မှန်မစားရပါဘူးကံများဆိုးကြတော့လွန်ခဲ့တဲ့2လ3လကစပြီးဟောဒီမောင်ဖိုကြီးဟာလူကလည်းအိုအစာရည်စားလဲဝလင်အောင်မစားရတော့လဲပါလေရောမောင်ကြီးနောက်10ရက်လောက်ကအဖျားဝင်လာပြီးသတိမရတစ်ချက်နေပါရောဟိုမောင်ထုံးမောင်ရောက်တဲ့နေ့ကမြော့ပဲရှိတော့တယ်အဖွားကိုယ်တိုင်လည်းမောင်အဖိုးလိုပဲအားနေပြီးလဲနေရကနွေးမှခြုံစရာမရှိဒီထဲတဲကလေးကလည်းမိုးမလုံတော့အေးမိပြီးအဖွားလည်းလဲပါရောမောင်ကြီးအဲ့ဒီလိုအဖွားတို့အကျိုးကန်း2ယောက်ကိုရေကလေးဖွားမိကချက်ပြုတ်ကျွေးနေရကဟောထင်းချိုးရမှာတန်ဆူးလို့တဲ့တခါတည်းငန်းတွေမန်းလေလိုက်ပြီးပြည်တယ်လို့မောင်ထုံးမောင်ရောက်တဲ့နေ့ကခြေထောက်မြောက်ပြီးအောနေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရေစာမစားရတာ2ရက်တိတိရှိနေပြီမောင်ရဲ့တေဖို့အစင်သင့်မယ်ဆိုပါတော့ဟောဟိုမြေးငယ်ကတော့ကလေးကိုဟိုဆိုင်စုမှာသွားပြီးတောင်းရန်စားတဲ့အဲ့ဒီလိုငါတို့တေဖို့အနေမှာမောင်တငယ်ချင်းမြင်တော့မိတန်ကိုကြားပါရဲ့ငါတို့လူ2ယောက်ကတော့စကားမပြန်နိုင်တော့ဘူးဖွားမေကသာအော်အငိုရက်ပြီးပြန်ပြောတန်ကိုကြားလိုက်ရတယ်ဒါနဲ့မောင်ထုံးမောင်ဟာပထမအဖိုးကြီးပါဇက်သေးကိုရေချပေးတယ်နောက်နည်းနည်းလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရည်ဂျင်းနွေးစားစရာတွေဝဲလာပြီးကော်ဖီနွေးကလေးကိုအဆက်ချပြီးတိုက်ပေးရှာတယ်အဖွားကိုလည်းဒီလိုပဲဖွားမိကိုလည်းအနာရည်ဆေးပြီဖောက်ဆေးထည့်လောက်တာနဲ့မောင်ရဲ့တနာရီလောက်မှပဲတက်တာသွားပါတယ်အမှန်ကတော့
ငါတို့တစုလုံးအစားအသောက်ချို့တဲ့လို့ငတ်လို့ဖြစ်ရတာကလားကွယ်ငါတို့တော့အရေလောက်သာတောက်နိုင်ကြပါတယ်ဖွားမေတို့မောင်နှမနှစ်ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထွန်းမောင်ရဲ့သူ့လွယ်ရီထဲကပေါင်မုံငါးတစ်တာတွေတခါတည်းထုတ်ကြွေတယ်ငတ်ငတ်နဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးကကြည့်ရတာအားရဝမ်းသာနဲ့အားပြေလာကြတာပဲအဲ့ဒါတူတူပြောရရင်သူကိုယ်တိုင်စံစီစားစက်တော်ငရုတ်အစုံဝဲပြီးချက်ကြွေရှာတယ်ဖွားမေကိုအညော်မိမှဆိုလို့တဲ့မိဖို့နာတောင်မလာစေရဘူးပြီးတော့ဟော့တဲကလေးကိုကြည့်ပါဦးအခုတော့တက်တက်ရရက်ပေါ့မောင်ထုံးမောင်ရောက်စားကအမိုးလဲမလုံးအကာတွေလည်းပြက်ကျနေတယ်လေးပြင်းပြင်းတိုက်ရင်မခံနိုင်ဘူးဒီလိုအနေမှာမောင်ထုံးမောင်ရောက်လို့2 ရက်ကြာမှနှင်းမိုးရွာချလို့မောင်ထုံးမောင်မှမကြံငါတို့အကုန်လုံးရွှဲရော်ဆိုပါတော့မောင်ထုံးမောင်ဘာလို့တလဲသိလားအနီးအနားကဆိုင်စုအိမ်စုမှာတက်ကယ်တို့ထရန်တို့သူကိုယ်တိုင်သွားဝယ်ပြီးကိုယ်တိုင်မိုးကာပေးခဲ့တယ်မောင်ရဲ့အဖွားအိုသည်စကားကိုဖြတ်၍လက်အုပ်အထက်သို့မြှောက်ချီကာဖះတကြတော်တပည့်တော်မရဲ့မြေကြီးမောင်ထုံးမောင်ကျမ်းမာချမ်းသာပါစေခလုံးမထိစူးမညိပါစေနဲ့ရေလိုအေးလို့ပန်းလိုမှုေ့ပါစေဆို၍မျက်ရည်ဆန်းဆန်းနှင့်ရှ िख ိုးဆူတောင်းလေ၏ကျွန်ုပ်တို့ပတ်လည်ရှိလူများကိုပင်မိနေဟန်ရှိ၏အတန်ကြာမှဆက်ပြန်၍ငါတို့မိုးတွေဆိုလို့ချမ်းကြအေးကြတော့မောင်တငယ်ချင်းဖះလောင်းကြီးကဟောသူ့မှာပါတဲ့အင်ကြီးတွေပစိုးတွေမျက်နှာတုပ်ဘဝတောင်မကြံဘူးအဲ့ဓာတွေနဲ့တခါတည်းငါတို့4 ယောက်ကိုပတ်ရန်ခြုံယုံပေးတာပဲမိဘကသားသမီးပြုစုတယ်လို့ပါပဲမောင်ရဲ့သူကိုယ်တိုင်ကတော့စွတ်ကြဲကလေးနဲ့သာနေတယ်အောင်မယ်ဟောမောင်တငယ်ချင်းကတက်တီကောင်းကလားကွမိုးကြီးပေမဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြည့်တော့လုံးရက်တန်တန်ရဲ့နှုတ်ပေမဲ့သူ့အသားတွေကတန်ခဲလိုပါကလားကွဟောနေခင်းမှာဖွားမေတို့မောင်နှမ2 ယောက်ကိုသူ့လက်မောင်းသားကြီးကြွက်သားတွေကိုထုတ်ပြတယ်မောင်နှမ2 ယောက်သူ့လက်မောင်းကြီးကိုစီးပြီးကစားကြတာပဲအင်မတန်ပျော်ကြတာပေါ့ဒီသူငယ်ဟာလူတူးပါကွယ်တန်ကတန်မာပါပြီနဲ့ဖះလောင်းများစင်ပြောင်5 စီး10 စီးအားစောင်းနိုင်တယ်ဆိုတာထင်ပါရဲ့ကွယ်နောက်တစ်နေ့မနေ့စောစောဟိုနာခဏသွားဦးမယ်ဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်တို့တွေဆိုတာတနေ့ကင်းလုံးသူ့ကိုထမင်းစားစောင့်ကြတယ်နေအနာလိုက်ရှာကြတယ်အဲ့ဒီမနေ့ငါတို့ထမင်းမစားပြစ်ကြဘူးညနေကြလို့ပြန်လာတော့မှသိရတာကလက်ဆက်တက်တော့သူဟိုကြိုက်ထိုကိုသွားတာမောင်ရဲ့ဟဲ့ဖွားမေနင့်အကိုကြီးဝဲပေးခဲ့တဲ့အဝတ်အစားတွေယူခဲ့စမ်းကိုင်းမောင်ရင်ကြည့်တော့ငါတို့ဖို့သူဝယ်တာတွေထိုအခါအဖိုးကြီးသည်အထုပ်ကြီးကြီးတစ်ခုကိုကောက်ယူ၍ဟောတာကကျုပ်အထုပ်မောင်ရဲ့မောင်းကိုပြရအောင်မယ်ဆိုကအထုပ်ကိုဖြေလေသည်အထုပ်ပေါ်ကကျိုးစိအောင်အပတ်ပေါင်းများစွာရစ်ပတ်ထား၏ကျိုးတွေကုံသောအခါပစိုးဟောင်းတစ်ထပ်နောက်ပိတ်ဖြူတစ်ထပ်နောက်စက်ကူ3-4ထပ်အလွန်တေချာစွာထုတ်ထားသည်ကိုတွေ့ရ၏နောက်ဆုံးအထက်ကုံလေမှလုံကြီးအညိုရောင်တစ်ထည်အတွင်းကန်အင်ကြီးတစ်ထည်အပေါ်အင်ကြီးတစ်ထည်ခေါင်းပေါင်းပဝါတစ်ထည်ပခုံးတင်ပိတ်ဖြူစတစ်ထည်တို့ထွက်လာလေ၏ထိုလေးတဲ့သောအဝတ်တို့ကိုအဖိုးကြီးသည်ယူရမျက်နှိုးစွာကင်တွယ်၍အဲ့ဒါကျုံကြီးရဲ့ကုသိုလ်တွေပဲမောင်ရဲ့ကျုပ်အဖိုးအဖဒီလိုမပေးခဲ့ပါဘူးကျုပ်သားသမီးတွေလည်းမပေးခဲ့ဘူးကိုယ်တိုင်လည်းဝဲပြီးမဝတ်နိုင်ခဲ့ဘူးဒီအဝတ်လေးတွေကိုကျုပ်ဘာလို့မလဲသိလားဥပုပ်နေတိုင်းဝတ်ဆင်ပြီးဥပုပ်ဆောင်မယ်အခုစိတ်ကူးတာကတော့ကျုံမြေကုသိုလ်ပွားအောင်နေတိုင်းပဲ8 ပါးသီလဆောင်ပြီးသူ့အဝတ်တွေနဲ့အယိုးထုတ်တော့မယ်ကျုပ်တည်တဲ့အခါဒီအဝတ်တွေကျုပ်တို့ဆရာဖုန်းကြီးကိုလှူလိုက်ဖို့မှားပြီးပြီမောင်ရဲ့အဖွားကြီးကလည်းမိမိအတွက်အဝတ်အစားတို့ကိုပြ၍ကျုပ်လည်းပဲမောင်အဖိုးတိုင်းပဲဆုံးဖြတ်ပြီးပါပြီဟုဆို၏ဖွားမေကလည်းမိမိအထုပ်ကိုအာပါတရဖြေကာပြ၏
ပိုးသားလုံးကြီးအင်ကြီးဘီမှန်စသဖြင့်မိမအသုံးဆောင်အတန်များများတွေ့ရ၏အဲ့ဒါတွေကျမအကိုကြီးဝဲပေးခဲ့တာရှင်ကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျမလေးညတိုင်းအိတ်ခါနီးကိုဥသုံးချိန်ချပါတယ်အကိုကြီးလည်းပြန်သွားပြီသိတ်အောင်မိတာပဲဆို၍မျက်ရည်လဲလာလေ၏အနားတွင်သူ့အမ၏မျက်နှာကိုစိုက်ကြည့်နေသောမောင်ကလေးမှလည်းမက်တက်တက်ဖြစ်၍လာလေ၏အဖွားကြီးကဆက်ပြန်၍ဒါနဲ့သူအပြုစုကောင်းတာနဲ့ငါတို့အတော်တန်ထူထောင်းလာကြတာပဲသူနေလို့4-5ရက်ရှိတော့ဒိုလဲမာပါပြီမင်းဖះကိုသွားဖို့ဟာသွားတော့လေလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုဖူးတာထက်ဖះစကားနားထောင်တာပိုးပြီးကုသိုလ်ရတယ်တဲ့ပြီးတော့လေဖះသွားဖို့ချိန်လည်းမရှိတော့ဘူးကျောင်းဖွင့်မိအောင်ပြန်ရမယ်တဲ့သူဖះမှာရွှေချဖို့ပန်းလှူဖို့ရေလှူဖို့မှန်းခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုပဲလှူခဲ့မယ်ဆိုပြီးငွေတင်းကားပြား30ကျပ်တိတိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုပိုင်ဖြစ်နေတခါမှငွေ30ကျပ်ပြည့်အောင်မကန်ခဲ့ရဘူးဒီလိုလူမျိုးတွေ့ဘူးဖို့ထားလို့ကြားတောင်မကြားဘူးပါဘူးကွယ်ဟောမောင်အဖိုးကဖြင့်လူမဟုတ်ဘူးနတ်တကြားများလူရောင်ဆောင်းလာတာလို့အခုထက်ထိစွဲနေတော့မယ်ထိုအခါအဖိုးကြီးကဝင်းတဲ၍ဟဲ့မဲတုတ်ကဲအခုဒီမောင်ရင်ကသူ့တငယ်ချင်းမှဆိုလို့သာနေလိုက်ရတယ်ငါတော့ဧကန်နာနတ်တကြားပဲလို့စွဲလန်းနေတော့မယ်ကြည့်လေငါအလကားပြောတာမဟုတ်ဘူးငါတို့ဆရာဖုန်ကြီးဟောဘူးတယ်ဟဲ့တကားကြီးဖို့ခွေးတဲ့ငါးပါးတီလာမြဲပြီးမြစ်တာပို့ပြီးဣတိပိသောဂုံတော်ကိုတနေ့အနည်းဆုံး10ဘက်ရအောင်စိတ်တဲ့အချင်းကျက်တွေ့ရင်နတ်တကြားများလာပြီးကဲမတတ်တယ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးဘုန်းကြီးစကားအတိုင်းစောင့်ထိန်ခဲ့ပြီးပရိမှန်စိတ်ခဲ့တာညီအတိပဲမဟုတ်လားဟိုနေ့ကငါပက်လက်ကလေးမျော့နေရောဘုန်းကြီးရဲ့အဆုံးအမနဲ့ဂုံတော်ကိုတရိရပြီးဂုံတော်ကိုနှလုံးသွင်းနေတယ်တော်တော်ကြာပါဇက်ပေါ်ရေစက်ကြလာတော့တရားမင်းရေစင်ဖြန်းတာလားပေါ့ငါ့ကိုငါယုံကြည်လိုက်တယ်လူပုံတရံနဲ့တောက်ပြောင်အေးကြည်နေတဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မဲတုတ်ကဲလူရိုးကဒီလောက်ကောင်းနိုင်ပါမလားဟဲ့လူမမာ4ယောက်ကိုပြုစုကျွေးမွေးဝစ်စင်အိမ်ကိုမိုးကာပေးပြီးတော့ငွေကျပ်30ရစ်မာကြီးကိုပေးတာလူရိုးဟုတ်နိုင်ပါမလားဟဲ့တို့ဆရာဖုန်ကြီးပြောဘူးတယ်နတ်တကြားများလူရောင်ဆောင်းလာရင်အရေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့ငါဖြင့်မောင်ထုံးမောင်ရဲ့အရေးထွက်တာမျက်တောင်ခတ်တာမမြင်မိဘူးဟဲ့ပြီးတော့ရုပ်ရည်ကလည်းတက်มาပြီးတဲ့နဲ့ငါဖြင့်ဒီလိုချောလာတဲ့ယောက်ျားကလေးမြင်ဘူးပေါင်ဗျာဟိုးကိုဖိုးခွေးကလည်းလူတော့လူအစ်စ်ပါတော့လူရိုးမဟုတ်တာတော့အမှန်ပဲဧကန်နာအလောင်းလျာတစ်ခုခုတော့ဖြစ်မှာပဲကဲမောင်ရဲ့မောင်ထုံးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြင့်အဖွားတို့တဲမှာတညလောက်တော့တဲပါဦးမောင်ရဲ့သူ့ငွေတွေကအလူဦးပြုတ်ပြီးထမင်းတနက်တော့ကျွေးလိုက်ပါရစေတန်ကတော့စွန့်ကျွေးဖို့တော့ငွေ9ကျပ်ဥချပြီးဖဲထားပြီးပါပြီထိုအခါကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညတဲရန်ဝန်ခံလိုက်၏ညအိယာဝင်သောအခါကျွန်ုပ်စဉ်းစားကံပေါ်လာလေထုံးမောင်ကြီးဖြင့်ဖျားဖူးလာရကြိုးနှက်လေပြီထုံးမောင်ရဲ့ကုသိုလ်ကိုငါအားကျလာသည်ငါကြားဘူးသည်ကမြတ်စွာဘုရားရှိစဉ်ကတောနယ်ကရဟန်းနှစ်ပါးဖျားကိုဖူးမြော်ရန်လာကြတဲ့လန်ခီမှာရေငတ်သဖြင့်ရေတောက်ကြမည်ရှိရာရေစစ်မပါကြသည်နှင့်တပါးသောရဟန်းကမြတ်စွာဘုရားသည်ရေစစ်နှင့်မှရေတောက်ရမည်ဟုပြညတ်ထားသည်ယခုရေစစ်မရှိခဲ့ဖျားကိုကြည်ညိုသည်ဆိုသည်မှာဖျားစကားကိုနားထောင်မှကြည်ညိုရာရောက်သည်ထို့ကြောင့်ရေမတောက်ဘဲအသက်သေးစေတော့ဟုဆုံးဖြတ်လိုက်၏တပါးတော်ကဖျားဆိုသည်မှာအလွန်ဖူးမြင်ရခဲ့၏ရေတောက်ပြီးအသက်ရှင်၍ဖျားကိုဖူးမြင်အံ့ဟုဆုံးဖြတ်လိုက်၏ပထမယဟန်သည်လမ်းတွင်ပြန်လွန်ခဲ့၏ဒုတိယယဟန်ကဖျားထံရောက်၍အဖြစ်အပျက်ကို
ပြန်လည်လျှောက်ထားသောအခါမြတ်စွာဘုရားကဖျားစကားနားထောင်၍လမ်းတွင်အသေးခံသောယဟန်ကိုသာချီးမွမ်းတော်မူတဲ့ယခုလည်းငါတို့နှစ်ယောက်နှင့်တူလေစွာငါမှာကြိုက်တီယိုဖျားကိုတော့ရောက်ပါရဲ့ရောက်တော့ဘာလို့တလဲဖျားကိုပစိန်ပေါက်ရှိခိုးတယ်အနားပတ်လေကစူစူညံညံနှင့်အာယုံဆိုင်၍ရှစ်မခိုးခဲ့ရ၎င်းနောက်တငယ်ချင်းတို့နှင့်ရှောက်၍ပြောခဲ့တယ်အားတိုက်တချင်းဆိုဖဲကစားအဲ့ဓာတွေနဲ့အချိန်ကုန်တာပဲအခုထုံးမောင်ကိုအားကြလို့အဖိုးကြီးအဖွားကြီးတို့ကိုပတ်စံပေးခြင်းလို့ကြည့်တော့လဲကနဲ့ယထာကသာကြံတော့တယ်ပတ်စံတပြားမှမပိုးတော့ဘူးဟိုကုန်းတော်မှာတော့ကတို့လူစုညီလက်ကအပြိုတစုနဲ့တွေ့လို့အလွမ်းတင်ပြီးပိုပန်ပြီးဟိုဆိုင်အခန့်လိုက်ဒီဆိုင်အခန့်လိုက်နဲ့3-4ရက်လောက်တို့လူစုပတ်စံဖြုံးလိုက်ကြတာဖះလူဖို့မှန်းထားတဲ့ထဲက3ပုံ2ပုံလောက်ပါသွားတာပဲအဲ့ဒီပတ်စံတွေအခုငါနှမျောလိုက်လာတယ်ငါဖះဖူးရတာမေမေရရအကျိုးဘာမျှမတင်ပါတကားနတ်ကတော်ယသိမဖိုးသူတော်မေတီလပန်းတယ်ရေတယ်အချို့တို့ကိုစိတ်မကျေနပ်လေပတ်ပျော်ရွှင်ဒါတွေနဲ့သာအချိန်ကုန်တယ်အခုငါတို့ပြည်မှာယတနာ3ပါးကိုအကြောင်းပြပြီးလောက်ကြတဲ့ပွဲအမျိုးမျိုးတွေကိုတတိယလိုက်ပါပြီးတယ်ငါဖះကိုရောက်တော့လဲဖះစကားကိုနားထောင်တဲ့မောင်ထွန်းမောင်ရဲ့ကုသိုလ်မျိုးကိုဘယ်မှာမိနိုင်မလဲစသဖြင့်စိတ်ကူးတွေးတော့ကမပျော်တစ်ချက်နှင့်မိုးလင်းရလေနက်တွင်ကျွန်ုပ်ပြန်တော့မည်ဟုနှုတ်ဆက်လေရာအဖိုးကြီးကအေးပြန်အောင်တော့မောင်ရဲ့မောင်တို့ကျမ်းမာချမ်းသာပါစေဆိုတာအဖိုးဆုတောင်းပါတယ်မောင်ထုံးမောင်ကိုပြောပါသူဝဲပေးခဲ့တဲ့အဝယ်စားတို့ကိုအဖိုးဘလို့စီမံထားတယ်ဆိုတာအေးသွားတော့မောင်ကြီးဖုန်းကြီးပါစေတက်ရှိပါစေကွယ်အဖွားကြီးကသွားတော့မောင်ကြီးသွားတော့အဖွားတို့မတည်ခင်မောင်ထုံးမောင်ကိုတခါတော့တွေ့ကျင်သေးတယ်ကွယ်မိုးမကြခင်အဖွားတို့ကျမ်းမာရင်ဖြင့်ရန်ကုန်ကိုဖျားဖူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲ့အခုအဖွားတို့နှစ်ယောက်တေးသည့်အထိရှစ်ပါးသီလဆောင်မှုတစ္ဆာဒိဋ္ဌံပြုတ်ပြီးတဲ့အကြောင်းပြောပါလေကွယ်သွားတော့မြေကြီးသွားတော့ဖွားမေကအကိုကြီးထွန်းမောင်ဖို့လက်ဆောင်ပေးလိုက်ပါစေဟောတာကကြိုက်ထီးရိုးတောင်ပြည့်ဝါဆေးတံဒါကတစ်ခွပန်းကြောက်တစ်ခုဟောတာကကျမအရင်ဖျားတုံးကဖြတ်ထားခဲ့တဲ့ဆန်စုအဲ့ဒီဆန်စုတွေကတဝက်ခွဲပြီးဖျားလူပါတဝက်ကိုအကိုကြီးတင်ထားပါလို့ပြောပါကျမမသေးခင်တစ်ခေါက်တော့ရောက်အောင်လာပါမယ်လို့လည်းပြောပါသူ့လိပ်စာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ချစ်ကိုလက်ဆောင်လေးပေးလိုက်ပါစေဟောအခုနေအကိုကြီးရန်ကုန်ဘယ်စီမှာလဲကျွန်ုပ်ကရန်ကုန်ရှိရာညွှန်ပြလိုက်သောအခါဖွားမေသည်တပတ်နွမ်းတစ်ထည်ကိုတင်၍ရန်ကုန်ထုံးမောင်ရှိရာဘက်သို့ရိုသေလေးမြတ်စွာလှည့်၍ဦးသုံးချိန်ချကာအကိုကြီးကိုဦးသုံးချိန်ကြော့လိုက်ပါတယ်ဆို၍ဦးသုံးချိန်ချ၏ထိုအခါကလေးမ၏မျက်ရည်တို့သည်ကျပြန်လေ၏ကျွန်ုပ်သည်ခြေလေးဖြင့်ထွက်ခဲ့ရာဖွားမေတို့မောင်နှမသည်ကျွန်ုပ်၏လွယ်အိတ်ကိုယူဆောင်၍လှဲစိတ်အထိပို့ကြ၏လှဲသည်တအီအီနှင့်လိမ့်သွားရာဖွားမေတို့မောင်နှမသည်မျက်နှာငယ်ငယ်ဖြင့်ငေးမျှော်၍ကြံရစ်ကြရှာလေသည်ကျွန်ုပ်သည်ထုံးမောင်ခန်းသို့ဝင်ခဲ့၏ထုံးမောင်ကအလိုမင်းပြန်လာပြီလားမင်းဖျားဖူးခဲ့ရတာအမျှဝေပါအောင်ကွမတရောပါနဲ့ကွယ်ငါမှအမျှဝေစရာကြာနာတခုမှမပါခဲ့ဘူးမျက်နှာငယ်ငယ်နှင့်ပြောလိုက်သည်ဟေးမင်းအကြောင်းတွေငါကြားခဲ့သိခဲ့ပြီမင်းကုသိုလ်အင်မတန်ထူးမြတ်တာပဲငါ့ကိုအမျှဝေစမ်းပါတကယ်ချင်းရဲ့ဖះရောက်တဲ့လူကလမ်းကပြန်လာတဲ့သူကိုအမျှဝေခိုင်းနေသလားကွမင်းကလည်းယူကြောင်ကြောင်နဲ့ငါမယူဘူးတကယ်ပြောနေတာငါဟာကြိုက်တီယိုးဆိုတဲ့ဒေဒီနာတော့ရောက်ခဲ့တာမှန်တယ်နှုတ်ပေမဲ့မင်းကတော့
တမ္မာတန်ဗုဒ္ဓဖျားစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်။ဒါကြောင့်ငါ့ကိုအမျှဝေပါကွယ်။ဟေ့မင်းစာကလေးပါလေအကြည့်ဘူးသားမဟုတ်လား။ငါအမျှဝေမှမင်းရနိုင်တာမဟုတ်ပါဘူး။မင်းဝမ်းမြောက်ပြီးကိုယ့်ဖာသာတာရုခေါ်နိုင်သလောက်ကုသိုလ်ရတာပဲကွ။အဲ့ဒါငါသိတယ်။ဘာဖြစ်ဖြစ်မင်းပါဇက်ကမွက်ဆိုပြီးပေးတာကိုငါကြားကျင်တယ်။တာရုခေါ်ကျင်တယ်။စင်ကြီးစင်လက်တွေလုံးမနေပါနဲ့ကွယ်။ငါကြီးညိုလွန်းလို့ပါ။မင်းပါဇက်နဲ့အမျှဝေစမ်းပါ။ကဲဒါဖြင့်လေအမျှဆိုတာအဖို့ပါကားလို့ဆိုလိုတယ်။ငါကတော့အဖို့တွေအဖဲ့တွေလုံးမနေပါဘူး။ငါကုသိုလ်အကုန်လုံးကိုပဲပေးပါတယ်ဗျာ။အကုန်လုံးယူပါလေတော့။ထိုအခါကျွန်ုပ်သည်တာရုလေးလေးနက်နက်ခေါ်ပြီးမှမင်းကငါကျေးဇူးတင်စရာတစ်ခုရှိသေးတယ်။ဘာလဲမင်းကငါ့ကိုဖျားဖူးနီးကောင်းနီးမွန်တစ်ခုသင်ပေးတဲ့အတွက်ပေါ့။မှတ်ချက်ဤဝတ္ထုတွင်ဖျားကြည်ညိုနီး၌ဗုဒ္ဓဘာသာကိုအရင်တည်၍ပြခြင်းမှာမြန်မာနိုင်ငံတွင်အများအားဖြင့်ကိုးကွယ်သောဘာသာကြီးဖြစ်၍ပုံစံအနေဖြင့်သာပြခြင်းဖြစ်သည်။အခြားဘာသာဝင်တို့အတွက်ကသဘောတရားမျှသာယူရန်ဖြစ်၏။ဥဖို့ကြားနားဆင်ပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။